မြန်မာတရုတ်နှစ်နိုင်ငံနယ်စပ်ရှမ်းမြောက်ဒေသမှာတရုတ်အစိုးရဘက်ကသတ်မှတ်ထားတဲ့နယ်စပ်စီမင်းတွေကိုကျော်လွန်ပြီးခြံစည်းရိုးခတ်နေရလို့ဒေသခံတွေကပြောပါတယ်။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ဓာတ်ရိုက်သက်ဆိုင်နေတဲ့ဒီကိစ္စပေါ်မှာမျိုးချစ်စိတ်အမြဲပြောလေးရှိတဲ့မင်းအောင်လှိုင်ရဲ့စေအုပ်စုအပါအဝင်ကျူးကျော်ခံရတဲ့ဝါနဲ့ MNDAA တို့ကတစုံတရာမတုတ်ပြန်မဲနှုတ်ဆက်နေရကြောင်းပြည်သူတွေကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဒီအကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်တက် MNDAA နဲ့ဝါတက် UWSA တို့ထိန်းချုပ်ထားတဲ့နယ်စပ်ဒေသတွေမှာတရုတ်ဘက်ကနယ်စပ်မြင်းကျော်လွန်ပြီးခြံစည်းရိုးခတ်မှုတွေပြုလုပ်နေရပါကိုကန့်တက် MNDAA ထိန်းချုပ်ထားတဲ့ဌာနချုပ်ရှိရာလောက်ကိုင်အပါအဝင်ချင်းရွှေရောမူဆယ်နဲ့ရွှေလီကျုပ်ကုန်းပန်ဆိုင်ဒေသတွေအပြင်ဝါတက်ထိန်းချုပ်ထားတဲ့နန့်တင်မန်ခါဂိတ်တွေဘက်မှာလည်းတရုတ်ဘက်ကခြံစည်းရိုးခတ်နေရလို့ဒေသခံတွေစီကသိရပါတယ်1960ပြည့်နှစ်မြန်မာတရုတ်နယ်နိမိတ်သဘောတူစာချုပ်အရမြန်မာတရုတ်နှစ်နိုင်ငံနယ်စပ်ရှမ်းမြောက်ဒေသမှာတရုတ်အစိုးရဘက်ကသတ်မှတ်ထားတဲ့နယ်စပ်စီမင်းတွေကိုကျော်လွန်ပြီးခြံစည်းရိုးခတ်နေရလို့ဒေသခံတွေကပြောပါတယ်။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ဓာတ်ရိုက်သက်ဆိုင်နေတဲ့ဒီကိစ္စပေါ်မှာမျိုးချစ်စိတ်အမြဲပြောလေးရှိတဲ့မင်းအောင်လှိုင်ရဲ့စေအုပ်စုအပါအဝင်ကျူးကျော်ခံရတဲ့ဝါနဲ့ MNDAA တို့ကတစုံတရာမတုတ်ပြန်မဲနှုတ်ဆက်နေရကြောင်းပြည်သူတွေကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဒီအကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်တက် MNDAA နဲ့ဝါတက် UWSA တို့ထိန်းချုပ်ထားတဲ့နယ်စပ်ဒေသတွေမှာတရုတ်ဘက်ကနယ်စပ်မြင်းကျော်လွန်ပြီးခြံစည်းရိုးခတ်မှုတွေပြုလုပ်နေရပါကိုကန့်တက် MNDAA ထိန်းချုပ်ထားတဲ့ဌာနချုပ်ရှိရာလောက်ကိုင်အပါအဝင်ချင်းရွှေရောမူဆယ်နဲ့ရွှေလီကျုပ်ကုန်းပန်ဆိုင်ဒေသတွေအပြင်ဝါတက်ထိန်းချုပ်ထားတဲ့နန့်တင်မန်ခါဂိတ်တွေဘက်မှာလည်းတရုတ်ဘက်ကခြံစည်းရိုးခတ်နေရလို့ဒေသခံတွေစီကသိရပါတယ်1960ပြည့်နှစ်မြန်မာတရုတ်နယ်နိမိတ်သဘောတူစာချုပ်အရ